ရောက်ခမကနေရုပ်တီးမုံတပန်းကန်ကိုတဲလာပြီးပေါက်စီတွေပေါ့အကုန်လောင်းချလိုက်တယ်ပြီးတော့လှိပ်ပြီးတကားပိတ်ပြတင်းပေါက်နောက်မှာပုံနေပြီးစောင့်ကြည့်နေတာပေါ့သူ့စိတ်ထဲမှာတော့တခုပဲတွေးနေတာသူ့ချွေးမကတော့အကုန်ပြက်စီးပြီးငိုယိုပြီးတနာဖို့တောင်းပန်လာမှာပဲလို့ပေါ့အဲ့ဒီနေ့ကဈေးနေ့နဲ့တိုက်ဆိုင်နေတာချွေးမဖြစ်သူကမိုးမလင်းခင်ကလေးကထပီမုံလုံးတွေနဲ့အစာတုပ်ဖို့ပြင်ဆင်ပြီးနိုင်ပေါင်းများစွာအလုပ်လုပ်ခဲ့ရတာဝဝဖောင်ဖောင်နင်းလို့ဖြူဖွေးနေတဲ့အသားပေါက်စီချင်းကြီးနှစ်ချင်းအကိုပေါင်းပြီးဈေးမှာရောင်းအိမ်အတွက်ငွေလေးနဲ့ရှာဖို့စီစဉ်ထားတာအိမ်လုပ်တွေအကုန်ပြီးလို့မိဖို့ချောင်းထဲဝင်လိုက်တော့သူ့ရင်ထဲမှာလိုက်ခနဲဖြစ်သွားတယ်နူးညံ့ဖြူဖွေးနေတဲ့ပေါက်စီဖြူဖြူလေးတွေကရဲရဲတောက်ငရုတ်တီးမုံတွေနဲ့ဖုံးလွှမ်းနေပြီးပုံမှန်တိုင်းရောင်းလို့မရတော့ဘူးလေဘလို့တာမန်မိမမဆိုတနေကုန်အလုပ်လုပ်ထားတာတွေပျက်စီးသွားတာမြင်ရင်ငိုယိုပြီးစူပူချင်းမောင်းတော့မှာပဲဒါပေမဲ့သူကခဏလေးရဲ့ငိန်သွားပြီးအေးဆေးဆေးပြုံးလိုက်တယ်အမေကပေါက်စီတွေအရသာမရှိလုံးလို့ထင်တယ်နော်ဒါကြောင့်ဖောက်တီတွေပိုရအောင်ကူညီပြီးအရသာလေးထပ်ထည့်ပေးလိုက်တာပဲပြတင်းပေါက်နားမှာပုံနေတဲ့ရောက်ခမကိုချက်ချင်းတတိထားမိသွားတယ်သူမကဒေါသတွေထွက်နေတာပေါ့သူ့ချွေးမကိုစိတ်လွတ်ကိုလို့ဖြစ်တာမြင်ကျင်တဲ့အဲ့ဒါကိုအကြောင်းပြပြီးနောက်ဆုတ်သွားအောင်ဖိအားပေးကျင်တာဒါပေမဲ့ဒီမိမကဒီလောက်အေးဆေးဆေးနေမယ်လို့တော့သူတခါမှမထင်ထားဘူးစကားတခွန်းနဲ့သူ့ကြံစီမှုတွေအကုန်လုံးပျက်စီးသွားတာပေါ့ရောက်ခမကြီးကနှစ်ပေါင်းများစွာသူ့ညိုးတေးတွေကိုလက်မလွတ်နိုင်ခဲ့ဘူးသူ့သားကအိမ်နဲ့ဝေးတဲ့နေရာမှာအလုပ်လုပ်တာဆိုတော့သူ့ချွေးမကသူ့သားရဲ့အချစ်တွေကိုခိုးယူသွားတယ်လို့သူမြဲခံစားနေရတာဒီတော့နေ့တိုင်းသူကရန်စာပြီးချွေးမကိုဒုက္ခပေးနေခဲ့တာပေါ့ချွေးမကတော့ဘယ်တော့မှပြန်မပြောဘူးတိတ်ဆိတ်ပဲရှင်းလင်းပေးခဲ့တာလူများစုဆိုရင်တော့ပေါင်မုံတွေကိုအကုန်ပစ်ပြီးအရှုံးခံလိုက်မှာပဲဒါပေမဲ့သူကမွေးရပါချွေတာတက်သူဆိုတော့အစားအစာတစ်ဆက်ကလေးမှမဖြုံးချင်ဘူးသူကနေရုပ်သီးတွေပေးနေရဲ့အပြင်လွှာကိုတေချာခွာပြီးကောင်းတဲ့အသားဖက်တွေကိုအကုန်လုံးခြံထားတယ်ပြီးတော့အကြံတစ်ခုရလာတယ်အဲ့ဒါကတော့ကျွတ်ဆက်တင်းစန်းကြော်တွေပဲပျက်စီးသွားတဲ့ပေါင်မုံတွေကနေအသစ်ဆက်တရေစာဖြစ်ပြောင်းလဲသွားတာပေါ့ဘယ်အိုးတွေကနေလက်ဆက်ထွက်လာတဲ့တင်းစန်းကြော်တွေကပြင်ဘက်ကကျွတ်ပြီးအတွင်းသားကနူးညံ့နေဆက်လဲဆက်အရသာလည်းရှိပြီးတအိမ်လုံးအနှံ့တင်းနေတာပဲအဲ့ဒီနေ့ကတော့သူအရင်ပြုတ်ပြီးလို့ထင်နေတာပေါ့ဒါပေမဲ့အစားအသောက်အစ်စ်လေးတွေကပိုပြီးတောင်ရောင်းကောင်းလာတယ်တဲအိုးတွေကပူနွေးဆက်ပေါက်စီကြော်လေးတွေပေါ့ဆက်ပေါက်စီကြော်လေးတွေကထူးခြားဆန်းတင်နေတော့လူတွေကိုဆွဲဆောင်နေတာပေါ့2နာရီအတွင်းမှာပဲအကုန်စင်အောင်ရောင်းလိုက်ရတဲ့ပုံမှန်ပေါက်စီရောင်းတာထက်တောင်ပိုပြီးမြဲရခဲ့တယ်နောက်ကနေကြည့်နေတဲ့ရောက်ခမကတော့ပိုတော်သားထွက်ပုံမနာလို့ဖြစ်လာပြီးမကြခင်မှာပဲနောက်ထပ်မကောင်းတဲ့အကြံတစ်ခုကိုထပ်ထုတ်ပြန်တယ်အဲ့ဒီနေ့လေမှာချွေးမကဟင်းသီးဟင်းရက်ခင်းကိုရေလောင်းနေတုန်းသူကအခန်းထဲတိတ်လေးဝင်သွားပြီးမုံလို့ဖို့ဂျုံပိုးပစ္စည်းဖို့အတွက်စုထားတဲ့ပိုက်ဆံတွေကိုအိမ်ကောင်မိုးကြွေးပြားအောက်ကွာဟနေတဲ့နေရာမှာဝတ်ထားလိုက်တယ်ချွေးမလေးရဲ့လုပ်ငန်းဆက်ဖို့ငွေရင်းကိုဖျက်တောက်လိုက်ချင်လို့ဒါမှသူကသူ့ရဲ့လုပ်ငန်းလေးကိုဆက်မလုပ်နိုင်တော့မှာပေါ့ချွေးမကအိမ်ပြန်ရောက်လာတော့ပိုက်ဆံတွေပျောက်နေတာတွေ့တော့ဘသူလုံးမန်းသိပေမဲ့လည်းစိတ်ငြိမ်ပဲနေပြီးဘာမှမပြောဘူးပစ္စည်းဝယ်ဖို့ပိုက်ဆံမရှိတော့လဲလက်လျှော့ပြထိုင်မနေဘူးရန်နေငယ်ကလေးကသူလှုပ်ထားတဲ့ကန်စုံဦးချောင်းနဲ့အချင်းတီးထားတဲ့ဟင်းသီးဟင်းရက်တွေကိုတတိယပြီးထုတ်ပိုးကဈေးကိုယူသွားတယ်ကျမရဲ့အိမ်လို့အချောက်လေးတွေမြည်ကြည့်ကြပါဦးကန်စုံဦးနဲ့ချင်းဟင်းတွေပေါ့ညနေရောက်တော့ဖွက်ထားတဲ့ပိုက်ဆံထက်အဲ့ဒီဟင်းရန်တွေကိုရောင်းရတာကပို့ပြီးတော့တောင်ဝင်ငွေကောင်းနေသေးတယ်ရောက်ခမကသူ့ကိုပိုက်ဆံရှုံးစေချင်တာလေဒါပေမဲ့အဆုံးမှာတော့သူကိုယ်တိုင်ကအစ်စ်ရောင်းစရာနေလန်းတစ်ခုကိုရှာတွေ့အောင်ကူညီပေးတယ်လို့ဖြစ်သွားတာပေါ့နောက်တစ်နေ့မှာတော့ရွာကနေမြေကြောင်းရဲကရွှွတွေအားလုံးကိုကူညီပြီးရှင်းရမယ်လို့ကြေညာခဲ့တယ်အိမ်တိုင်းကနေလူတစ်ယောက်စီအလုပ်သွားလို့ရမယ်ပေါ့ရောက်ခမကသူ့ချွေးမလေးကိုခံစားရစေချင်ပြီးလူထင်သေးခံရစေချင်တာမို့ရေဆိုခံဖိနဲ့အစင်ပြေတဲ့ပေါက်တူးကိုဖွက်လိုက်တယ်ပြီးတော့အစုပ်ပြတ်ဝက်ဖိနဲ့ရဲ့လေးလံပြီးတန်ချစ်တက်နေတဲ့ပေါက်ပြားကြီးတစ်ချောင်းပဲကြံအောင်ထားခဲ့တာပေါ့အလုပ်လုပ်ရမယ့်နေ့မှာတော့ရွာသားအားလုံးကတင့်တော်တဲ့ပစ္စည်းတွေနဲ့အဝတ်စားတွေဝတ်ဆင်ထားကြပေမဲ့ချွေးမလေးတစ်ယောက်တည်းကတော့စုပ်ပြတ်နေတဲ့ဖိနဲ့တွေနဲ့လေးလံတဲ့ပေါက်ပြားကြီးကိုထမ်းပြီးအရန်ကိုဆင်းရဲဒုက္ခရောက်ရတဲ့ပုံပေါက်နေတာပေါ့လူငယ်တွေကချောင်းသမားမဖြစ်တင်ဘူးပိုပြီးကြမ်းတမ်းတဲ့အလုပ်တွေကိုလုပ်လေတကယ်ခွန်အားကိုပိုင်ဆိုင်လာလေပဲချွေးမလေးကတော့ဘာမှမပြောဘဲဆက်ပြီးအလုပ်လုပ်နေခဲ့တယ်သူ့ပေါင်းပြီးတွေမှာရွှွတွေပေးကြံနေပြီးစုပ်ပြတ်နေတဲ့ဖိနဲ့တွေထဲမှာလည်းရွှရည်တွေပြနေခဲ့တယ်ဒါပေမဲ့သူကတခြားသူတွေထက်ပိုမြန်နဲ့ပိုတန့်တန့်ရှင်းလုပ်နိုင်နေတော့ပဲနေ့လည်ပဲရောက်တော့မြေကမ်းနားကမြေကြီးတွေကပျော့ပြီးချောနေပြီးရေနားမှာရက်ကြည့်နေတဲ့ရောက်ခမကတော့သူမဟာခြေချော်ပြီးရွှွအိုင်နဲ့ကြီးတဲ့ကိုရုတ်တရက်လဲကျသွားတော့တာပေါ့အဲ့ဒီကရွှွတွေကအရန်ကိုနက်တာတစ်ခါနဲ့ဝင်သွားရင်အလွယ်တကူအသက်ရှူချက်ပြီးနေနိုင်တယ်လေရွာသားတွေကအရန်ကြောက်ပြီးနောက်ဆုတ်သွားကြတော့ဘသူမှအချိန်မီမတုံ့ပြန်နိုင်ဘူးပေါ့ချွေးမဖြစ်သူကတော့မြန်ဆန်တုံ့ပြန်လိုက်တာပေါ့သူ့ကိုယ်ပေါ်ကရွှွတွေခြေထောက်ကရေကြီးဖူးတွေမမှုပဲပေါက်တူးကိုချအရှိကိုအပြေးလွှားသွားပြီးရောက်ခမရဲ့လေပင်ကိုဆွဲဖမ်းကအားကုန်ဆွဲထုတ်လိုက်တာပေါ့ရုံးကန်နေရင်သူကကြောက်တုံးနဲ့ပြင်းထန်ရိုက်မိပြီးတွေးထွက်လာပေမဲ့အဲ့ဒီနာကျင်မှုကိုတီးခံပြီးမလွတ်တန်းဆွဲထားခဲ့တာပေါ့နောက်ဆုံးတော့ရောက်ခမကိုဘေးကင်းရာကိုပြန်ဆွဲထုတ်နိုင်ခဲ့တာပေါ့တီလေးအသက်ရှင်ကြံခဲ့ပြီးတဲ့နောက်ရောက်ခမကရှက်စိတ်တွေနဲ့ပြည့်နေခဲ့တာပေါ့ဒဏ်ရာတွေနဲ့ရွှွတွေပေးပွားနေတဲ့ချွေးမဖြစ်သူကိုကြည့်ပြီးနောင်တရားမိပေမဲ့သူ့မာနကိုဖက်တွယ်ထားပြီးတောင်းပန်ဖို့ညှဉ်းဆန်နေခဲ့တာပေါ့အဲ့ဒီညအားလက်ချိန်မှာချွေးမဖြစ်သူကသူ့အတွက်ခိုင်ခန့်တဲ့အလုပ်သမားလက်အိတ်တစုံကိုလုပ်ပေးခဲ့တယ်သူ့ရောက်ခမရဲ့လက်တွေကလဲလုတ်တွေကြောင့်အမြဲတမ်းအသားမာတွေတက်ပြီးအကွဲနေတာကိုသူကအစကတည်းကတတိထားမိနေခဲ့တာလေဒါပေမဲ့ရောက်ခမကတညာလုံးလက်အိတ်လုပ်နေတာကိုမြင်တော့ပြန်ပြီးတန်တရားဝင်လာတယ်သူ့လက်ရပြခြင်းလို့လက်ဆောင်ပေးမလို့ထင်ပြီးအဲ့ဒီမပြီးသေးတဲ့လက်အိတ်တွေကိုမြေကွက်လက်နံရံအကွဲထဲမှာဝတ်ထားလိုက်တယ်နောက်နေ့မနက်နံရံနားမှာတမျက်စီးလဲနေတော့ရောက်ခမကမတော်တဆနဲ့အဲ့ဒီလက်အိတ်တွေကိုပြန်တွေ့သွားတဲ့အထဲမှာစားတဆောင်ပါတယ်အမေကတစ်နှစ်ပတ်လုံးလဲထဲမှာအလုပ်လုပ်ရတာဆိုတော့ပင်ပန်းတဲ့အလုပ်တွေကြောင့်လက်တွေကကြမ်းတမ်းပြီးလွယ်ကူထိခိုက်မိနိုင်တဲ့လက်တွေကိုကာကွယ်ပေးဖို့ဒီလက်အိတ်တွေကိုတမီးကျုပ်ထားတာပါအမေဘေးကင်းပါစေနာကျင်မှုတွေကနေကင်းဝေးပါစေအဲ့ဒီရိုးရှင်းတဲ့စာကြောင်းလေးတွေကရောက်ခမရဲ့နှစ်ပေါင်းများစွာကြာလာတဲ့ခေါင်းမာတဲ့မကျေနပ်ချက်တွေကိုရိုက်ချိုးလိုက်တယ်အဲ့ဒီအချိန်မှာပဲချွေးမကရေနွေးတစ်ခွက်နဲ့ရောက်လာပြီးဥမပြီးစီးသွားတဲ့လက်အိတ်တွေကိုညင်သာစွာကမ်းပေးရင်ပြောတယ်အမေဒီလက်အိတ်တွေဝတ်ပြီးလက်တွေကိုကာကွယ်ထားပါနော်ဒါဆိုရင်နောက်ထပ်နာကျင်တော့မှာမဟုတ်ဘူးသမီးကအမေကိုခဏစိတ်ထိခိုက်အောင်လုပ်ခဲ့ပြီးခဏဒုက္ခပေးခဲ့တယ်ဘာလို့သမီးပေါ့အမေဒီလောက်တောင်ကောင်းအနေရတာလဲမိသားစုဝင်တွေကအနိုင်ရဖို့အတွက်ဆက်ပြီးတိုက်ခိုက်နေမယ်ဆိုရင်အိမ်ကပြိုလဲသွားမှာပဲနားလည်မှုရှိမှမိသားစုတစ်ခုကစီလုံးနေနိုင်တာပေါ့နော်ကျမကစိတ်မမာလို့ခင်ဗျားကိုအာမနာတာမဟုတ်ဘူးနော်ဒီအိမ်ရဲ့နှွေးထွေးမှုကိုကာကွယ်ခြင်းလို့ပါအဲ့ဒီစကားတွေကြောင့်ရောက်ခမကတတိပြန်ဝင်လာတယ်အဲ့ဒီနောက်ပိုင်းမှာတော့သူကခါးသီးမှုတွေကိုလွတ်ချလိုက်ပြီးမကောင်းတဲ့အကျင့်ဆိုးတွေအားလုံးကိုပြောင်းလဲပြလိုက်တယ်ပြီးတော့ချွေးမကိုမုန်းဖက်နေတာပစ္စည်းတွေပြင်ဆင်တာလဲရလုပ်ငန်းတွေလုပ်တာဆိုင်ရောင်းတာတွေပါကူညီလုပ်ကင်ပေးတော့တယ်အမျိုးသမီးနှစ်ယောက်ပူးပေါင်းလုပ်ကင်ကြတာနဲ့အမျှလုပ်ငန်းကတိုးတက်လာပြီးမိသားစုရဲ့ဘဝကလည်းပိုပြီးကောင်းလာတယ်သူတို့ကရွာထဲကလူတိုင်းချီးကျူးတဲ့စံပြမိသားစုဖြစ်လာကြတယ်ဒီနှစ်ယောက်ကတော့တကယ်ကိုထစာတတ်ဖြစ်တဲ့ရောက်ခမနဲ့ချွေးမပါပဲနော်သူတို့ဘဝတွေကတဖြည်းဖြည်းနဲ့ပိုကောင်းလာနေတာကိုကတခြားသူတွေကိုဆက်ဆံတဲ့ပုံစံကကိုစီကိုအမြဲပြန်လာတတ်တယ်နော်မနာလိုစိတ်ကနှွေးထွေးမှုကိုမြူဆောင်လာနိုင်ဘူးကျင်နာမှုကတာစိတ်နှလုံးကိုထိမှန်စေတာပါမိသားစုဆိုတာဘယ်တော့မှစစ်မြေပြင်မဟုတ်ဘူးတိခန့်ခြင်းနဲ့နားလည်မှုရှိမှပဲအိမ်တအိမ်ကငြိမ်းချမ်းပြီးတိုးတက်ပြောင်းလဲနေမှာနော်